ငယ်ချင်းတို့ရေဒီနေ့တော့တငယ်ချင်းတို့မွေးငါးလေးချက်ပြပါမယ်အမေရိကန်မှာမွေးငါးရောလွယ်လွယ်ကူကူလေးဘယ်လိုချက်စားမလဲဆိုတော့လေဒီငါးလေးတွေကရမင်းကတော့ခုဒါ Costco ကဝယ်တာပေါ့နော်ဟို Chinese market ဒီမှာလည်းရှိပါတယ်တို့အသားနှွှင်ပြီးသားတွေပေါ့နော်ဒါကတော့ cat fit လို့ပြောတာပဲ Costco မှာ तू က cat fit တဲ့ဆိုပြီးရေးထားတယ်အဲ့ဒါ तू ကအယိုးလုံးဝမပါတော့အဲ့တော့ရမင်းကဟိုတကယ်ငခိုးဝယ်ပြီးတော့ပြုတ်ပြီးတော့မှငခိုးဝဲပြုတ်ပြီးတော့မှအယိုးနှွှင်ပါညာလောက်စီရမလို့တော့ဘူးပေါ့ရှင်အခုဒီဟာလေးကိုရမင်းတခါတည်းပြုတ်ပြီးတော့တခါတည်းစီတက်မယ်ဒီမှာစပလင်လေးလည်းခူးသွားပြီးပြီစပလင်3ပင်တော့ခူးထားတယ်ဒီမှာစက်တော်နေရတယ်လေဒီမှာဝယ်ထားရင်လည်းအညောင်လေးပေါက်နေပြီးချင်းထည့်ထားမယ်အဲ့ဒါလေးကိုစီတက်ပြပါမယ်ပေါ့နော်ဒါလေးကတော့ရမင်းမှာပဲပြုတ်ဖို့ရည်စိန်ထားတာမနေ့ညတွေကစိန်ထားတာဒါပေမဲ့အခုဒီမှာနည်းနည်းလေးထပ်ပြီးတော့စိန်ထားလိုက်သေးတာအညောင်လေးတွေဖောက်တော့မယ်ဒီဟာဒါလောက်ဆိုရင်အညောင်ဖောက်လို့ရပြီဒါမဲ့အခုတော့အဲ့ဒီမွေးငါချက်ဖို့တော့ကိုလှုပ်လိုက်ပါဦးမရှင်ပြုတ်ဖို့တော့ကိုကတော့ရမင်းကဟိုဂျင်းတွေကိုဒီလိုမျိုးအပြားလိုက်တွေထည့်ထားတာပေါ့နော်ဒါငါ့ကိုပထမဆုံးနည်းနည်းတော့စပြုတ်ရမယ်အခုဒါရမင်းငါ့ကိုငါပြာရည်လေးနည်းနည်းနေထားရရှင်သူ့ကိုလေငါပြာရည်လေးနည်းနည်းနေထားပြီးတော့စပယ်လင်လေးတွေကကြတော့ရမင်းဒီဘက်အောက်ပိုင်းအနှုတ်ကလေးတွေကိုပပလှီးပြီးတော့ခဏပြီးဖစ်ထားမယ်စက်သွန်လေးကိုလည်းခဏပြီးဖစ်ထားအောင်မယ်ငါပြုတ်ပြီးတော့ငါနူးပြီဆိုတဲ့အချိန်ကြာမှာအဲ့ဒီစပလင်အနှုတ်လေးတွေပပလှီးပြီးကြိတ်ထားတာရယ်ဒီစက်သွန်အနေနဲ့စက်သွန်ဖြူနဲ့ကြိတ်ထားတာလေးကိုထည့်မယ်အခုလောလောဆယ်တော့ဒီအနှုတ်လေးတွေကိုပပလှီးပြီးွားရင်ဒီဘက်မှာကြံနေတဲ့အရင်တွေကိုဒီငါပြုတ်တဲ့ထဲကိုတစ်ခါတည်းထည့်ပြုတ်မယ်ရှင့်ကျွန်တော်ရေအခုငါပြုတ်မဲ့ထဲကိုရမင်းငါချင်းထည့်ထားတဲ့စပလင်တွေကိုဒီလိုမျိုးအရွက်ဖက်ကအချမ်းတွေကိုပေါ့နော်အဲ့လိုမျိုးလေးချီပြီးတော့ပြန်ထည့်ထားတယ်ပြီးရင်တော့ငါးတဲ့ဟိုစားတို့ချိုမှုန့်တို့ငံပြာရည်တို့အယောင်တင်မှုန့်တို့စနွေးမှုန့်တို့ကိုထည့်ပြီးတော့အခုဒါရမင်းစီမထည့်ရသေးဘူးပြီးတော့ရမင်းရလေးတစ်ခါတည်းစီလေးပါထည့်ပြီးတော့စီလေးပါတစ်ခါတည်းထည့်ပြီးတော့ပြုတ်လိုက်ပါမယ်သူ့ကိုပြုတ်တဲ့ခါကျရင်လည်းရမင်းတို့ဟိုငါးတွေပြုတ်တယ်လို့မျိုးလေအရေးတွေအများကြီးထည့်စရာမလိုရေအများကြီးမထည့်ပဲဒီငါးကအယိုးကလည်းနှွှင်ထားပြီးသားဆိုတော့လေအယိုးမပါဘူးပေါ့နှွှင်ထားပြမဟုတ်အယိုးမပါဘူးဆိုတော့ရမင်းကသူ့ကိုဒီငါးလေးနူးယုံတော့ပဲရေထည့်ပါမယ်ရေထည့်ပြီးတော့ရမင်းထားလေးကိုခဏပြထားလိုက်မယ်ပေါ့နော်ပြုတ်ထားလိုက်ပါမယ်ရှင်အခုရေလေးထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ရေလေးနည်းနည်းပဲထည့်ပါမယ်ငါးနူးယုံလောက်လေးပဲထည့်ပါမယ်ဟိုဒီလောက်လေးပဲထည့်ထားပါတယ်ဒါမှရမင်းတို့လေမြင်းမြတ်ဆန်ဆန်အချိန်မကုန်ဘူးပေါ့နော်ဒီရေခမ်းသွားတဲ့ခါကျရင်ငါးကလည်းနူးတော့အဲ့ဒီငါးနူးတာကိုဒီအိုးထဲမှာပဲဆက်ပြီးတော့စီတက်လိုက်ပါမယ်ရမင်းကအဲ့ကြတော့ရေလေးကိုဒီလောက်ပါပဲဒါဆိုရင်ငါးတော်တော်လေးနူးညိသွားလောက်ပါတယ်အဲ့တော့ဒါလေးကိုခဏပြုတ်ထားလိုက်ပါအောင်မယ်ရှင်မင်းတို့တွေအဲ့လိုငါးပြုတ်သွားတဲ့အချိန်မှာဒီမှာဂျင်းထည့်မယ်စက်သွန်ပြူထည့်မယ်ပြီးရင်အစောနာဟိုစပလင်လေးတွေရဲ့အောက်ပိုင်းအနှုတ်ပိုင်းလေးတွေပေါ့နော်အောက်ပိုင်းအနှုတ်ပိုင်းလေးတွေကိုထည့်မယ်ပြီးရင်ရမင်းကလေစပလင်ရဲ့ဟိုခလေပိုင်းနည်းနည်းမနုတနုခလေပိုင်းတွေလည်းထားတယ်အဲ့ဒါတွေကကြတော့ဟင်းရည်တိတ်ပြောမှလေဟင်းရည်ထဲကိုထည့်မှာရှင့်ခုတော့ရမင်းမှာဒီအညောင်တွေပါအကုန်ထည့်ပလိုက်တယ်ရမင်းထည့်ပြီးတော့ရမင်းတို့ဓာလေးတွေကိုကြိတ်ထားမယ်ပြီးရင်ပဲမှုတ်လေးနည်းနည်းအရေးဖြော်ထားမယ်ပြီးရင်ရွှေတီမှုတ်လေးကိုနည်းနည်းအရေးဖြော်ထားမယ်တစ်ခါတည်းစင်တင်လောက်ထားမယ်ပေါ့နော်အဲ့ဒါလေးတွေကဟိုဟင်းရည်ကိုတည်ထားတဲ့ချိန်မှာဒါလုပ်လို့ရပါတယ်ရှင်ဟင်းရည်ကိုတည်ထားတဲ့ချိန်မှာအဲ့ဒါလေးတွေလုပ်လိုက်ပါဦးမယ်ရှင်ဒါလေးကတော့အရင် easy တဲ့မွေးငါချက်နည်းပါနော်ရမင်းကတော့မွေးငါတဲ့ကိုစာမှုတ်မထည့်ပဲနဲ့ရွှေကြည်မှုတ်ထည့်ပါတယ်ရှင်ရွှေကြည်မှုတ်လေးကိုဒီဖြော်ထားတယ်ဒါပဲမှုတ်ရောရွှေကြည်မှုတ်ရောနှစ်ခုလုံးရောပြီးဖြော်ထားတာဒီပဲမှုတ်ကိုလည်းရမင်းတို့ကအစောရဲကဒီလိုမျိုးကြီးထဲမှာထည့်ပြီးတော့ဖြော်ထားရင်လေပဲမှုတ်ကြီးညက်သွားတဲ့အထိရမင်းတို့ထိုင်ပြီးတော့မှုေးနေစရာမှုေးပေးစရာဖြော်စရာမလိုဘူးပေါ့နော်ဒီတိုင်းပဲရမင်းခဏပြထားလိုက်မယ်ပြထားပြီးတော့အခုရမင်းငါးပြုတ်ကိုတော့ကြည့်ပါမယ်ဟာရမင်းတို့ငါးပြုတ်ကိုရတယ်အခုဆိုရင်တော့ okay နေပါပြီဒီလက်ခံသွားပြီငါးရည်လည်းနှူးသွားပါပြီဒီမှာဒီလိုအနေထားလေးဖြစ်တဲ့အထိပေါ့နော်အဆုံးလိုက်ဒီတိမ်ကြီးပဲထည့်လိုက်တော့ငါးရမှာတအားမြင့်မြတ်နေတယ်အမိုးကြီးမြင့်မှောင်တယ်အဲ့ဒါတအားမြင့်မြတ်သွားပြီဒါဆိုရင်ဒါငါးစီတက်ဖို့အဆင်သင့်ဖြစ်နေပါပြီပေါ့နော်ငါးစီတက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့ရမင်းတို့ဘာလုပ်ရမလဲဆိုတော့လေစီလေးကိုခြေလေးကိုကြည့်လိုက်ပါစီထက်ထည့်ရမယ်လို့ထင်စီလေးထက်ထည့်ပါဇွန်နာပြုတ်ထားအောင်မှတော့ဟိုစီထည့်ပြုတ်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းအခုကြည့်ရတာစီနည်းနည်းထပ်လိုပါသေးတယ်အဲ့တော့စီလေးနည်းနည်းထပ်ထည့်လိုက်ပါမယ်စီလေးကိုနည်းနည်းလေးပြန်ပူအောင်လို့ရမင်းပြန်ဆောင်းလိုက်မယ်နော်
စောင့်ပြီးဝိုင်းရမင်းသူ့ကိုဒီမှာအယောင်တင်ရလဲကြည့်လိုက်တကယ်ကြီးအယောင်တင်ရလဲနည်းနည်းလေးလိုသေးရနော်ရမင်းလိုမျိုးတို့စပလင်ကြီးတွေပြုတ်ထားတဲ့စပလင်ကြီးတွေကိုမထည့်ကျင်တော့ဘူးဆိုတော့ဒီချိန်မှာပြန်ဆွဲထုတ်လိုက်ပါနော်ထုတ်လို့ရပါတယ်နော်ဒီနေ့မှာဟိုစီထက်ထည့်ပြီးတော့စီလေးနည်းနည်းပူတဲ့အထိစောင့်လိုက်ပြီးဝိုင်းရမင်းဆောင်းလာကြိတ်ထားတဲ့စပလင်လေးစက်တုံကြီးတွေစက်တုံပြူလေးချင်းတွေကိုခုဒီမှာစီထည့်တက်လိုက်ပါမယ်ဒါဆိုရင်ရမင်းတို့တွေအချိန်ကုန်ရမ်းတက်တာရှင်အချိန်ကုန်ရမ်းတက်တာလေဟို ready made ထုတ်ကြီးတွေလောက်တာထက်တော့နည်းနည်းတော့လှုပ်ရှုပ်တာပေါ့နော်ဒါမဲ့လည်း ready made ထုတ်ဆိုတာတော့လေအများကြီးအတွက်တော့ရှင်မကတော့မကြိုက်ဘူးရှင်မကဘာမို့လဲဆိုတော့ဒီမှာငါကလည်းဘလောက်လိုပူတာလေကိုငါ့ကိုဟိုကလှုပ်เสียအောင်လို့ပေါ့နော်ငါ့ကိုကပြုတ်เสียအရိုးမှွင်เสียဘာညာမလို့လေအရင် easy နည်းနည်းကြံတာလေးပြီးမှရှိချင်းထည့်မယ်နော်အဲ့ကြတော့ကိုယ့်ကိုလေးချက်စားပါကိုယ့်ကိုလေးချက်စားတော့လက်လက်ဆက်ဆက်လေးစားရတာပါရှင်ဟိုအမောင့်တုပ်တွေကို ready made တုပ်တွေကိုအကောင်းပြောတာမဟုတ်ဘူးနော်ready made တုပ်တွေလည်းသူ့ဟာနဲ့သူတော့ကောင်းမှာပေါ့နော်ဒါပေမဲ့ဒီနေ့ကမကြိုက်တာကိုယ့်ကိုချက်စားတာကိုကြိုက်တာပြောတာပါနော်ဒါကြီးကတော့အကြောင်းတင်မှုလေးနဲ့စနေမှုလေးနဲ့ထည့်လိုက်တာပါရှင်ထည့်ပြီးတော့ဒီမှာဒါလေးကိုငါးစီတက်တဲ့ခါကျရင်ခရီးတက်တုံလေးနဲ့ဒီလိုအချိန်မှာရမင်းကစီခါရဲတက်လိုက်တော့ရမင်းတို့လေးထပ်ပြီးတော့ငါးနှွင်ရတဲ့အချိန်လည်းမကုန်ဘူးလို့ငါးပြုတ်ရတဲ့အချိန်လည်းမကုန်ဘူးပေါ့နော်ပြီးတော့ဒီမှာငါးကိုတစ်ခါတည်းအဲ့ဒီအိုးထဲမှာပဲဆက်ပြီးတော့စီတက်လိုက်ပါတယ်အခုဆိုရင်တော့ကာလာလေးကလှသွားပြီရှင်ဒါလေးကိုငါးလေးကိုစီလေးကိုချောင်းပြီးတော့လေမွေးလာတဲ့အထိစီပြန်တက်လိုက်ပါဦးမယ်နော်ဒါအရန်အလွယ်ကူဆုံးပဲအမြန်ဆန်ဆုံးပဲမွေးငါကိုယ့်ကိုချက်စားတာပေါ့နော်ကိုယ့်ကိုချက်စားဖို့အတွက်အရန်အလွယ်ကူဆုံးပဲအမြန်ဆုံးပါရှင်ကဲဒါလေးကိုယူမယ်နည်းနည်းလေးခြောက်သွားတဲ့အထိငါးလေးတွေမွေးလာတဲ့အထိစီတက်လိုက်ပါဦးမယ်ရှင်တကယ်ချင်းဒီမှာငါးစီတက်တာတော်တော်လေးခြောက်သွားပြီပေါ့နော်တော်တော်လေးခြောက်သွားပြီဆိုရင်တော့ရင်းတို့အစောနာကဒီမှာစက်တော့စိတ်ထားတဲ့ဟာလေးစီတက်တော့ဟုတ်ဒီလေးကျင်းပြီးတော့ထည့်လိုက်ပါမယ်ရေကလူသေးတယ်ပေါ့နော်ရေကလူသေးတယ်ဆိုရင်ထည့်ပါဒီမင်းကအခုဒါငါးကိုငါးများလေးလုပ်ချင်လို့ပေါ့နော်ငါးများလေးနဲ့ပြစ်ကလေးပါကိုစိတ်ကြိုက်ပေါ့နော်အဲ့ကြတော့ဒါလေးကိုခုရေနည်းနည်းထည့်အောင်မယ်ရင်းမင်းသူ့ကိုလေဒီနည်းနည်းထည့်အောင်မယ်ဘာမှမဆိုရင်းမင်းဟိုဟာတွေပဲမှုံတို့ရွှေကြီးတို့မထည့်ရသေးဘူးဆိုတော့လေဒါလေးကိုပြီးရင်ရေနည်းနည်းထည့်ပါမယ်အခုဒါလေးကိုစူအောင်လို့ခဏပြန်ဆောင်းလိုက်ပါဦးမယ်ရှင်ဒါလေးရေလေးပြန်စူအောင်လို့ရမင်းဒီဘက်မှာရမင်းစပလင်တို့ဘာတို့ဖယ်ထုတ်ထားတဲ့ရှင်ဟိုမှာလေဖယ်ထုတ်ထားတဲ့ဒါလေးကိုလည်းဒီမှာငါးတွေကတ်နေတယ်လေငါးတွေကတ်နေတော့ဒါလေးကိုရေလေးကျင်းပြီးတော့မှရမင်းထည့်ပါမယ်တက်လက်စားရဲရမင်းဘာလုပ်ထားလဲဆိုတော့ပြပါမယ်။စားရဲဟီးကိုတည်နေတဲ့အချိန်မှာရမင်းဒီမှာကြက်ဥတွေပါတစ်ခါတည်းထည့်ပြီးတော့မုတ်ဖက်ပြုတ်ဖို့ရင်လေးကိုတစ်ခါတည်းတည်ထားပါတယ်ရှင်။တကယ်ချင်းတော့ဒီမှာဆောင်းလာရမင်းစပလင်မှာကတ်နေတဲ့ငါးလေးတွေကိုရေဆေးပြီးတော့ထည့်ပါမယ်။အဲဒီရေကလေးကိုထည့်ပါမယ်။တကယ်ချင်းတို့ဒါလေးကိုကတော့လေအိုးငါးလေးနည်းနည်းပဲကတ်တာဘာလို့မထင်လိုက်နဲ့နော်ဒီအောက်မှာငါးနှစ်တည်းအများကြီးဖြစ်တဲ့ပြင်လေးမှာကြည့်တွေ့လားဟိုဟာတွေတော့စီတွေတော့ပါသေးတယ်ရှင်အဲ့ဒါလေးကိုလည်းထည့်ပါမယ်ပြီးရင်တော့ရမင်းဒီလက်ဒီရောင်မှချိန်ပါမယ်နော်အစောနာဒီမှာရမင်းပဲမှုံနဲ့ဟိုရင်းနဲ့လှုပ်ထားတာလေးရတယ်ဒီမှာကြည့်ရေတွေပြောနေပြီရှင်ရမင်းကဆန်မုံထည့်ဘူးရမင်းကရွှေချီမှုတ်ထည့်ပါတယ်နော်အဲ့ဒါလည်းအရေးပြောနေပြီဆိုတော့အဲ့ဒါလေးကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ဝင်းငါရုပ်ရမရတယ်မေးဖြစ်နေတာကိုမကြိုက်ဘူးတချို့ဟိုနေဘက်ကချက်တဲ့ဝင်းငါတွေကစိမ့်စားငပိလို့ဘာလို့ထည့်တယ်အဲ့လိုမျိုးရုပ်ရမမကြိုက်ဘူး
ရန်ကုန်လိုမျိုးကလပဲအခုရမင်းပဲမုတ်ထဲတယ်ဆိုတာကလပဲမပြုတ်အားလို့လေကလပဲပြုတ်ဝင်တစ်ခါချိန်ကြအောင်မယ်လေအဲ့တော့ကလပဲကိုလည်းမပြုတ်ချင်တော့ဘူးဆိုရင်ပဲမုတ်လေးအဲ့လိုထည့်လိုက်တာအဲ့ပါလေရန်ကုန်မိုးဟင်းကားလားမပြောတတ်ဘူးနော်အဲ့ဒါလေးကိုမကြမကြလာမှွေပေးပါဘာလို့ဆိုရမင်းကအခုရွှေကြည်လေးလည်းထည့်ထားပြီးပဲမုတ်လေးလည်းထည့်ထားပြီးဆိုရင်အောက်မှာကတ်သွားတတ်လို့ပါအောက်မှာကတ်သွားအောင်ဒါလေးကိုအဲ့လိုမှွေပေးပါရှင့်ပြီးရင်တော့ရမင်းတို့ရတာလေးမြည်ကြည့်မယ်ပေါ့နော်ဒါလေးကရမင်းဟိုကကြမှာလေစူလာတော့မှရတာလေးပြန်မြည်နေရှင့်အဲ့တော့ရမင်းကိုဟိုမှာဟိုကထားတဲ့ရမင်းဟိုရောင်မှချင်းရောင်မှချင်းလိုက်တော့မှမရှင်းဒါလေးတွေကအခုထဲနေတော့မရမင်းကပြင်မှာချက်နေတယ်တော့လေထဲပြန်သွားလိုက်တော့မယ်ပြီးရင်အရသာလေးမြည်ကြည့်ပါမရှင်းကဲခရောပကိုစူနေပကိုစူနေပြီဆိုတော့အဲ့ကြည့်လိုက်တော့ရမင်းကလေကြည့်လိုက်တော့နည်းနည်းလေးနဲ့ပြစ်တယ်ရှင်နည်းနည်းလေးနဲ့ပြစ်တာနဲ့အောက်ကအိုးရောမကပ်ဘူးနည်းနည်းလေးနဲ့ပြစ်နေတာနဲ့ရမင်းရေနွေးနော်ရေနွေးရောလိုက်ပါလေရှင်အောက်ကဦးကလာလို့ရမင်းရောင်းမလေးနဲ့ကြည့်လိုက်တာအောက်ကအိုးရောမကပ်ဘူးနည်းနည်းပြစ်လို့ရေနွေးနဲ့ရောလိုက်တာပါတကယ်ကျွန်တော်ပြစ်ခလေးလို့ကျွန်တော်ပြစ်ခလေးပဲလုပ်ပေါ့နော်ဒီမှာရမင်းရေနွေးလည်းစုနေပြီဟိုဟာမုတ်ဖက်ပြုတ်ဖို့ပြီးရင်တော့ရမင်းအားမှာစက်သွန်ဒီဥတလုံးလေးတွေလည်းတော့ရှိတယ်နော်ဥတလုံးတော့အသေးလေးတွေပေါ့နော်အေးဟို Chinese market တွေ Asia market တွေ Vietnam market တွေမှာရှိပါတယ်နော်ဝယ်လို့ရပါတယ်ဒီလိုအနေထားလေးကြားတော့မှရမင်းကစက်သွန်ဒီကိုထည့်ပါတယ်ထည့်ပြီးွားရင်အရသာလေးကိုရမင်းတို့နည်းနည်းတော့မြည်ချိလိုက်အောင်ပေါ့နော်ဆွမ်းမလေးရမင်းငံပြာရီလေးနည်းနည်းထည့်ထားသေးလို့ပဲရတာတော့တော်ပဲရှစ်ရတာတော့ပဲဆိုရင်တော့ဒီစက်သွန်ဒီလေးတွေနည်းနည်းမြည်ွားတဲ့အထိမီလေးကိုရှော့ချပြီးတော့ထားလိုက်ပါမယ်မီလေးကိုရှော့ချပြီးထားလိုက်တဲ့အတွက်လေဒီထဲမှာထည့်ထားတဲ့ဟိုစီလေးတွေကလည်းသူ့အတူပြန်လာတယ်စီပြန်တက်လာတယ်ပေါ့နော်အခုစီကနည်းနည်းပြောင်းနေလေပြီးရင်မီလေးရှော့ချထားလိုက်လို့ဆိုရင်စီကသူ့အတူပြန်တက်လာပါတယ်ဒီမီလေးကိုရှော့ချလိုက်ပါမယ်ရှော့ချပြီးတော့ဒီဘက်မှာဟိုကရေနွေးကရမ်းစုနေပြီရေနွေးကရမ်းစုနေပြီဆိုတော့အဲဒီဘက်ကမုတ်ဖက်ကလေးပြုတ်ပါမယ်မုတ်ဖက်ကတော့ရမင်းကဘယ်တစ်စိတ်တုံးလဲဆိုတော့ဒီနေ့အထုပ်ကြီးကိုဝယ်တုံးလိုက်တာရှင်ထုတ်ကြီးကိုဝယ်တုံးလိုက်ပြီးတော့ဖောက်ထားပြီးရင်းကိုတွေ့တယ်ပြန်ဆက်ထားတယ်ဒီထုတ်ကိုတုံးပါတယ်ဒီနေ့ဟရိထုတ်ကိုတုံးပါတယ်ဟရိထုတ်ကအမြင်သေးပေါ့နော်ဒါအထုပ်ကြီးကိုဝယ်တာအထုပ်ကြီးကပိုတန်တယ်ထင်လို့လေဒီနေ့ကထုတ်ကြီးရဆိုတန်တယ်အမြင်သေးကလေအကြာကြီးပြုတ်ချင်မလို့နော်အမြင်သေးကခဏပြုတ်ရင်ရပြီရှင်ခဏပြုတ်ရင်ရပါပြီရှင်အမြင်သေးကိုပြုတ်ပါတယ်မုတ်ဖက်ပြုတ်ပြီးလို့မုတ်ဖက်ရပြီဆိုရင်တော့ဒီနေ့တို့ပဲဒီတို့နန်းနန်းတို့ဘာလို့များလို့ကာကာတို့အဲဒီလိုလေးပြန်ခပ်တော့ခါကြရင်တိတ်ကလေးနဲ့ပတ်ထားပြင်းနေရင်လည်းမကျွတ်ချင်နဲ့ဒီတော့တိုင်းထားလိုက်ပါတယ်အထုပ်သေးသေးကိုဝယ်သုံးထားတဲ့ဆိုင်လူနေရင်တော့ပေါ့နော်လူနေရင်တော့အထုပ်သေးသေးကိုဝယ်သုံးတာကောင်းပါတယ်လူများရင်တော့ဒီလိုအထုပ်ကြီးကိုပဲဝယ်သုံးလိုက်တာကောင်းပါတယ်ရှင်ဟင်းအိုးလေးကိုလည်းမကြလေးတော့ပြန်မှွေပေးရမှာပေါ့နော်မုတ်ဖက်ဒီမုတ်ဖက်ကိုထည့်ပြုတ်ထားပြီဆိုရင်တော့လေမုတ်ဖက်ကိုလေတစ်ခုနဲ့တစ်ခုနဲ့ကတ်သွားအောင်ဆိုတော့မှွေပေးရမယ်နော်မှွေပေးနေမှမုတ်ဖက်တွေကလေတစ်ခုနဲ့တစ်ခုနဲ့ကတ်သွားတာအဲဆိုမုတ်ဖက်တွေကအကုန်လုံးပြီးတော့ကတ်ကုန်တယ်ရှင်ဟင်းလေးကလည်းအခုရတာအနေတော်လေးမှုလို့ရမင်းကဘာမှထမ်းထည့်တော့တာနော်ကိုရတာလေးမြည်ကြည့်ပါဒါကိုတချို့ကြတော့ငရုတ်ကောင်းထည့်တာကိုကြိုက်တဲ့လူရှိတယ်ရှင်ငရုတ်ကောင်းထည့်တာမှုရင်းကားတဲ့ပေါ့နော်ငရုတ်ကောင်းထည့်တာလေးကိုကြိုက်တဲ့လူကြတော့လေငရုတ်ကောင်းလေးထည့်ဖို့ရှင်ရမင်းကတော့ငရုတ်ကောင်းထည့်တာမှုရင်းကားတဲ့ကိုတစ်ခါတလေတော့လည်းထည့်တယ်ဒါပေမဲ့ရမင်းမထည့်တာများတယ်ရမင်းအမျိုးသားကတော့အဲ့လိုငရုတ်ကောင်းလေးထည့်တာကိုကြိုက်လို့တစ်ခါလေကြတော့လေသူ့ကြိုက်လေးလုပ်တယ်ဒါမဲ့လည်းအများအားဖြင့်ကတော့ကျမအကြိုက်ပဲပေါ့နော်ကျမချက်တော့ကျမအကြိုက်ပဲပေါ့ငရုတ်ကောင်းထည့်ရှင်ကျမဟိုကအဲ့လိုမျိုးလေးခလေးကောင်းလေးပဲပွက်ပြီးတော့ဆိုရင်လေသူကတဖြည်းဖြည်းနဲ့ဘီးမှလေးစီလေးတွေပြန်ပြီးတော့တက်လာတယ်ရှင်စီလေးပြန်တက်လာပြီအိုးလေးလည်းပြန်ကျသွားပြီစက်သွန်လေးတွေလည်းနွမ်းကုန်ပြီအီလေးဖြစ်သွားပြီဆိုရင်လည်းတို့ဒါမုတ်ဖက်ကဟင်းရပါပြီပေါ့နော်ဒါရမ်းညံ့စမ်းချိန်လဲလုံးဝမကုန်အဲ့ဒီငါပြုတ်ပြီးတော့မှပြန်လုပ်နေရတယ်အချိန်လည်းရမ်းကုန်တယ်မိပြန်မှာအချိန်ကအရန်ရေးကြည့်တာဟုတ်နော်အဲ့တော့ဒါလေးအဲ့လိုခဏပြထားလိုက်ပါမယ်မုတ်ဖက်လေးကိုပြုတ်ပါမယ်
တာလေရမင်းကလေးတွေကိုတင်တယ်လို့ပေါ့နော်ထဲကကာလာလေးချိန်သွားပြီလားမုတ်ဖက်ကာလာလေးချိန်သွားပြီလားအဲ့ဒါဆိုရင်တော့ရပြီလို့ရမင်းအဲ့လိုတင်ပေးထားတယ်ရမင်းဒီထဲမှာကျုပ်တွေဒါမဲ့ဆက်ပြီးပြုတ်ထားလိုက်တယ်ကျုပ်တွေပါပြုတ်ထားတယ်ပြုတ်ထားပြီးတော့မှဒါဆိုရင်တော့မုတ်ဖက်လေးကဣပြီးတော့ကာလာလေးချိန်ပြီပေါ့နော်အဲ့လိုမှဒီထက်ပို့ပြီးတော့တိတိကျကျသိချင်တော့အဲ့ဒီထဲကမုတ်ဖက်ကလေးတစ်ဖက်ကိုယူပြီးတော့ကိုက်စားကြည့်လိုက်ပါအခုတော့မုတ်ဖက်ရလို့မုတ်ဖက်လေးတွန်လိုက်ပါဦးရှင် finally ကျုပ်တွေလည်းရပြီကျုပ်တွေလည်းခွာထားပြီဆိုရင်တော့ရမင်းတို့ဒီမှာဒီထဲကိုအိုးဘေးဦးလေးလုပ်ပါမယ်ဘေးဦးမဟုတ်တဲ့ကျုပ်ပေါ့နော်ကျုပ်လေးတွေရမင်းမှာခွာထားပြီးပါပြီအဲ့တော့ကျုပ်လေးတွေထည့်ပါမယ်ကျုပ်လေးတွေထည့်ပြီးတော့ဟိုရမင်းကလေဒီထဲကိုကျုပ်ဦးကြီးကိုခလောက်ပြီးတော့လေအဲ့လိုဘစ်ဘစ်ဆိုပြီးတော့ထည့်လိုက်ယူကြိုက်ဘူးရှင်ခလေးချီနေကြိုက်တဲ့လူတွေကတော့ကြိုက်တော့ရမင်းမကြိုက်တာကိုပြောတာပါနော်ရမင်းမကြိုက်တာကိုပြောတာပါအဲ့ဒီထဲကိုရမင်းအိုးဘဲဦးလေးတွေထည့်ထားပါတယ်အိုးဘဲဦးလေးတွေထည့်ပြီးတော့ခုဆိုရင်စီလေးလည်းနည်းနည်းပြန်လာပြီပေါ့နော်စီလေးပြန်ဝေးလာပြီပေါ့နော်စီလေးလည်းပြန်ဝေးလာပြီစက်တော်အမီလေးတွေကလည်းဒီလိုမျိုးလေးအရန်နူးမိသွားမှာမဟုတ်ဘဲနဲ့လေဒီလိုအနေထားလေးရသွားပြီပေါ့နော်အဲ့ဒါဆိုရင်တော့ရမင်းကိုအိုးပိတ်လိုက်ပါတော့မယ်မီးပိတ်လိုက်ပါတော့မယ်ရှင်ဒီထဲကိုထည့်ပြီးတော့စိန်ထားလိုက်တဲ့အိုးပေးဦးလေးလည်းရပါပြီရှင်ကဲဆိုရင်တော့ရမင်းမီးပိတ်လိုက်ပါတော့မယ်နည်းနည်းခဏလေးတစ်ချက်လေးပေးစုပြီးတော့မီးပိတ်လိုက်ပါအောင်မယ်ဒီခွာထားပြီးသားစက်တော်နေရဲ့ကျက်ဥရဲ့ခွန်တွေကိုဒီလိုလိုဒီတိုင်းနှုတ်ပြပါမယ်ရှင်အိမ်မှာရှိတဲ့စမ်းအိုးတွေထဲကိုသွားထည့်လိုက်ပါဒီလိုလေးတွေချိန်တော့နော်ဒီလိုလေးတွေချိန်တော့အိမ်မှာရှိတဲ့ပန်းအိုးလေးတွေထဲကိုသွားထည့်လိုက်ပါရှင်ပန်းနေလေးအတွက်အားသေးပါနော်ကဲရမင်းပြီးရင်မိပိတ်မယ်ပြီးရင်မုတ်ဖက်ပြင်ပြီးတော့စားပါတော့မယ်ရှင်ဒီဟင်းရပြီဆိုတော့ခုစားမယ်ပေါ့နော်ဒီမှာပဲဒီနန်းပြီးတော့ခြံလေးကပူစီနံလေးလည်းနည်းနည်းခူထားတယ်တံပြာသေးရဲ့ဒါလေးကတော့ငဖယ်ပါငဖယ်ကသူကလေတခါတည်းကြော်ပြီးသားဟာကိုရမင်းယူလိုက်တာကိုဘူးကိုဝယ်ပြီးပြန်ကြော်လဲရတယ်ဒါကတော့ကြော်ပြီးသားလေးပေါ့နော်ကြော်ပြီးသားလေးဆိုတော့လက်နဲ့ပဲကောက်ထည့်လိုက်တော့မနော်ကိုစားမယ်ဥစားပဲနော်အဲ့ဒါငဖယ်လေးထည့်ပါမယ်ပဲသီးလေးထည့်ပါမယ်ပဲသီးလေးရမင်းကကြိုက်တယ်ပဲသီးဟိုကလေဒီလိုအချောင်းလိုက်ကြီးတွေထားပြီးတော့မှကြော့ဆိုကိုက်ရတာကိုကြိုက်ပါတယ်ရှင်ပြီးရင်တော့တံပြာသီးလေးနည်းနည်းညှစ်မယ်တံမြာသီးတွေလည်းအခုဈေးတွေတက်တယ်ဒီနှစ်ကလေဒီနှစ်ကအကုန်ဈေးတက်တယ်တံမြာသီးလေးညှစ်ပါမယ်ဒါကတော့ရမင်းစားမဲ့ပကံပေါ့နော်ကလေးတွေစားမဲ့ပကံဆိုရင်တော့သူတို့ကြိုက်ပေါ့နော်ပြီးတော့ရမင်းကဒီမှာစီချက်လေးတုပ်ထားပါတယ်စီချက်ကစီမပါဘဲနဲ့အဲ့အထက်ကစီချက်ကြော်ပေါ့နော်အဲ့ဒါလေးကိုထည့်စားရတာရမင်းကကြိုက်ပါတယ်ပြီးရင်တော့ရုပ်သီးမှုတ်လေးထည့်ပါမယ်ဒီမော်တစ်ဖက်ကထည့်နေကြားတယ်တစ်ဖက်ကနေဖွင့်ပြီးတော့ထည့်လိုက်တော့ရုပ်ဒီမုံလေးထည့်ပါမယ်ပြီးရင်တော့ရမင်းတို့ငါပြားကြီးလေးနည်းနည်းထည့်ပါမယ်ဘာလို့ဆိုတော့တံမြာတီးလေးညှစ်ထားတဲ့ငရုတ်ဒီမုံလေးထည့်ထားတယ်ဆိုရင်တော့ငါပြားကြီးလေးနည်းနည်းထည့်လိုက်ပါမယ်ပြီးရင်တော့ဒီမှာအိုးဘဲဦးလေးဆယ်ပြီးထည့်ပါမယ်ရှင်ဒါပြီးရင်တော့မှွေပြီးတော့စားလို့ရပါပြီတကယ်ကျွန်တော်အားလုံးလည်းလိုက်လို့စားကြည့်ကြပါဒါကတော့အမေရိကန်မှာအရန်မြန်ဆန်တွေခုပြီးတော့လုတ်သိမ့်မရှုပ်တဲ့မွေးငါချက်စားနည်းပေါ့နော်အခုဒါရမင်းပဲကြော်လည်းမပါဘူးဘူးဒီကြော်လည်းမပါဘူးဘူးဒီကြော်ဆိုရင်တော့လေခေါ်ရခါသီးတွေကိုကြော်လိုက်လို့ရတယ်ရှင်ဒီမှာလေဟိုပဲကြော်စားဝါတယ်လေပဲစားစပန်နစ်တွေစားတဲ့ဒိုဒီလာပြားလေးကိုခြွေပြီးတော့ထည့်စားရင်လေအဲ့ဒါတူပဲရှင်ရမင်းတို့ဟိုမွေးငါတဲ့ထည့်စားတဲ့ပဲကြော်ရတာနဲ့လေဒါရမင်းကဟင်းရည်လေးကိုလည်းရွှဲလေးနဲ့စားကြတာဟင်းရည်လေးကိုလည်းရွှဲလေးနဲ့စားကြတဲ့အတွက်ဟင်းရည်လေးနဲ့ထည့်လိုက်ပါဦးမယ်ပြီးရင်တော့ရမင်းစားပါတော့မယ်ရှင်ရမင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းတကယ်ချင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်တကယ်ချင်းအားလုံးကျမချမ်းသာပါစေ Thank you ပါ Bye bye